မင်္ဂလာပါဗျာဒီနေ့ကျွန်တော်နှစ်ကြက်တန်ဆိုင်ကိုရောက်နေတယ်နှစ်ကြက်တန်နှစ်ကြက်နာပြလစ်စီပေါ့အခုဆိုရင်တော့ဆိုနှစ်ကြက်တန်ကျွန်တော်တငယ်ရှင်းတွေကိုကျွန်တော်ပြရှင်တယ်နှစ်ကြက်တဲ့ဆိုင်ကိုတချို့မရောက်ဘူးတဲ့တငယ်ရှင်းတွေရှိတာပေါ့မြန်မာပြည်ကတငယ်ရှင်းတွေလည်းသိရအောင်โอเคနှစ်ကြက်တန်ဆိုတော့ကျွန်တော်ခောက်ဆွေးတွေလည်းရှိတယ်ဒီမှာခောက်ဆွေးတွေကျွန်တော်မြန်မာပြည်ကခောက်ဆွေးတွေလည်းတွေ့တယ်ဒီကကျွန်တော်လာတော့ကပါတယ်နားတော့မဟုတ်ဘူးဒါခောက်ဆွေးတန်ဒါအကုန်လုံးတစ်ခုကိုနှစ်ကြက်နဲ့ပြ40နှစ်ကြက်နဲ့ပြ40ဒါခောက်ဆွေးတယ်ဟိုဘက်ကပေါင်မုန်းတွေလည်းရှိတယ်ဒီဘက်မှာအိမ်သုံးပစ္စည်းတွေရှိတယ်ကျွန်တော်တို့မှာအိမ်သုံးပစ္စည်းတွေနောက်ပြီးတော့ဒီဘက်ကလေးကစားစရာတွေဒါတွေလည်းအကုန်လုံးအဲ့လိုပဲနှစ်ကျန်းနာပြ40ကလေးကစားစရာတွေဒီဘက်နောက်မှာဆိုရင်ကျွန်တော်တို့ဟိုအိမ်မှာအိမ်သုံးပစ္စည်းတွေဘယ်လိုပြောမလဲဟိုပလျာတွေဟိုအကုန်လုံးစကူတွေအကုန်လုံးရှိတယ်ဒီထဲမှာကိုစိတ်ကြိုက်ရေးလို့ရတယ်စကူဒရိုင်ဘာတွေကအကုန်ဒီဘက်ဆေးမှုတ်ဆေးတွေဟိုဘက်မှာလည်းရှိတယ်ဒီဆိုင်ကတော့အကြီးကြီးဆိုင်တော့မဟုတ်ဘူးတစိုးဆိုင်တွေဆိုရင်တအားကြီးတဲ့ဟာတွေရှိတယ်ဒါမှဈေးဆိုပါတယ်ဒီဆိုင်ကဆိုင်ရသားတွေပေါ့နော်ပိုက်ဆံမတန်တဲ့လူတွေဝယ်လို့ရတယ်ညရှိတယ်ဒီမှာရှာလို့ရတယ်ဒီဘက်ဟာတွေဆိုအိမ်မှာကိုထစ်ရှင်လေးဟာအထင်းမြေခွက်တယ်ဒုံတယ်အကုန်လုံးရှိတယ်ကျွန်တော်တို့မှာဆက်ပြားတွေတွားတိုက်ဆေးတွေဆိုရင်အပြန်မှာဆိုရင်9ချက်6ချက်လောက်ဆိုရင်ဒီမှာနှစ်ချက်နဲ့ပြလေးဆိုရင်2000ရတော့ပေါ့9ချက်ဆို2000ရတယ်ဒီမှာဘလာစာအုပ်တွေရောတွားတိုက်ဆေးတွေဒီဘက်မှာရှိတယ်ဆက်ပြားတော့ဒီမှာအဲ့ဆက်ပြားအပြန်မှာဆိုရင်9ချက်6ချက်ဒီမှာဆိုရင်တော့နှစ်ချက်နဲ့ပြလေးစီပေါ့2000ဆိုမှ9ချက်လေးချက်နဲ့ပြ80 2000 9ချက်ဆိုတော့9ချက်အဲ့ဒါပဲဆိုဒီမရောက်ဘူးတင်ငရှင်တွေရှိတယ်ဒီမလေးရှားရောက်ပြီးတော့ဒီနှစ်ချက်တဲ့ site တွေကိုမရောက်ဘူးအဲ့လိုတင်ငရှင်တွေရှိတယ်ကလေးကစားကြတယ်ဒါပေမဲ့ကျွန်တော်ဗီဒီယိုကိုကြည့်တာမြန်မာပြည်ကဒါများတယ်မြန်မာပြည်ကဆိုရင်90ရာခိုင်နှုန်းလောက်ရှိတယ်ထိုင်းနာမလေးရှားဆိုတော့25ရာခိုင်နှုန်း90လောက်ပဲနောက်အခြားနိုင်ငံတွေကနေတယ်မြန်မာပြည်ကတငယ်ချင်းတွေလည်းတီးအောင်အဲ့ဒါအကုန်လုံးနှစ်ချက်နဲ့ပြလေးစီဒီဘက်ဆိုခလေးဆွားရရတယ်နှစ်ချက်နဲ့ပြလေးစီဒါကားတယ်ဒီဆိုတာပေါ့ပြန်မှာဆိုရင်9ချက်10လောက်ပေးရမှဒီဟာတွေဆိုရင်ဒီဘက်ခလေးကစားစားတယ်အကုန်လုံးဒီတန်းတယ်ဆိုရင်ဟိုဘက်မှာဆိုရင်ခုနကကျွန်တော်သွားပြီးဒီဘက်ပဲလိုက်မယ်တစ်ဘက်ဒါအိမ်မှာဟိုကက်တာစတေကာတယ်အလားကဲတဲ့ဟာတယ်ဒီမှာလည်းရှိတယ်ဟိုအလိတ်တွေကိုစိတ်ကြရေးဆွေလို့ရတယ်ဒီဘက်မှာစူဘူးပိုက်ဆံတွေစူတာဒီဘက်မှာအိမ်ဝင်တွေဟာခြေတုပ်တယ်ဒီဘက်တပည့်တယ်တဲတဲလေးတယ်ဒါပဲကျွန်တော်ဒီဟာကိုပြဖို့လာတာငွေရှင်းတွေကို Okay see you